သူ့စီမှာကောင်းကင်မီတော့အဆင့်လေးရွှေရင်ပါလောင်ကျွမ်းမီတော့ကရှိနေပါလေဒီအပတ်ဘိုင်းမှာဆိုရင်တော့ရှောင်းရန်ကတိုက်ပွဲမှာ IQ ဘလောက်မြင့်လဲဆိုတော့မြင်တွေ့ရမှာပါကောင်းကင်ဖန်တီးခြင်းလောကနံပါတ်9ကောင်းကင်ဝိဇ္ဇာသာဆိုရင်တက်ဖြတ်နိုင်စွမ်းမှာရှိပါလေဟွင်လီကတော့ကောင်းကင်အဆင့်ဒိုတိုင်းရဲ့တိုက်ခိုက်မှုကိုခုခံနိုင်ခဲ့ပါတယ်ဒီအချက်တွေကဝိညာဉ်မျိုးနဲ့စုကလှုပ်ဝဲဒိုတိုင်းတွေကဘလောက်ထိအစွမ်းထက်လဲဆိုတော့ပြသနေတာပါကောင်းကင်ဂူဘိမ့်မှန်ကြီးမှာသူတော်စင်အဆင့်ဝိညာဉ်ခန္ဓာအလုံးကသူတို့ရဲ့အရှင်လို့သတ်မှတ်ကြပြီးသူတော်စင်အဆင့်ဝိညာဉ်ခန္ဓာတွေကတေမတက်ကြောင်းရွံ့ကြတဲ့တည်ရှိမှုကြီးတစ်ခုကလည်းရှိနေပါသေးတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့မှာတော့ကျွန်တော်က episode 152ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးစလိုက်အောင်ကောင်းကင်ဂူဘိမ့်မှန်ကြီးအရင်ဗီဒီယိုတွေမှာကောင်းကင်ဂူဘိမ့်မှန်အကြောင်းကိုပြောခဲ့ပေမဲ့ဒီဗီဒီယိုမှာတော့လုံးဝအသေးစိတ်ကြရှင်းပြပေးသွားပါမယ်ကောင်းကင်ဂူဘိမ့်မှန်ကြီးမှာရှေးခေတ်ကာလတွေအတွင်းရှေးအောင်ကြီးညက်သူများစွာကိုကောင်းကင်ဂူဘိမ့်မှန်မှာမြုပ်နှံထားခဲ့ကြပြီးကောင်းကင်ဂူဘိမ့်မှန်ကြီးသူတို့ရဲ့စိတ်ဝိညာဉ်အပိုင်းအစလေးတွေကိုကောင်းကင်ဂူဘိမ့်မှန်ကြီးထဲမှာထူးခြားတဲ့တက်ရှိဝိညာဉ်ခန္ဓာများအဖြစ်ရှင်သန်နိုင်စွမ်းကိုပေးပါလိအစွမ်းထက်တဲ့ပညာရှင်တွေရဲ့ဝိညာဉ်ခန္ဓာတွေဆိုရင်သူတို့အသက်ရှင်တန်နေခြင်းကမှတ်ညက်နေပါပါရှိနေပြီးဒိုတိုင်းပညာတွေကိုပါထုတ်သုံးနိုင်တဲ့စွမ်းရည်ရှိကြပါလေကောင်းကင်ဂူဘိမ့်မှန်ကြီးမှာအဓိကထူးခြားမှုကတော့အချိန်ပြောင်းလဲခြင်းပါပြင်ပလောကမှာ6လခွဲခန့်အချိန်ကောင်းကင်ဂူဘိမ့်မှန်ကြီးမှာဆိုရင်အချိန်3နှစ်ခွဲနဲ့ညီမျှပြီးကောင်းကင်ဂူဘိမ့်မှန်ကြီးမှာရှိတဲ့တဘာဝစွမ်းရည်တိတ်တဲမှုကရှေးဟောင်းမျိုးနွယ်စုတွေရဲ့ကိုယ်ပိုင်လောကတွေထက်အများကြီးပိုပြီးတော့တိတ်တဲပါလေဒါကြောင့်ရှေးဟောင်းမျိုးနွယ်စုကသူတို့ရဲ့မျိုးဆက်ပါရမီရှင်တွေကိုကောင်းကင်ဂူဘိမ့်မှန်ကိုဝင်ရောက်လေ့ကျင့်ဖို့အတွက်ဆေလူးကြတာလည်းဖြစ်ပါတယ်။ဒါအပြင်မှာကောင်းကင်ဂူဘိမ့်မှန်ထဲကဝိညာဉ်ခန္ဓာတွေကိုတက်ဖြတ်ပြီးစွမ်းရည်တလင်းကြောက်ကိုဆုပ်ယူပြီးစွမ်းမြင့်တင်နိုင်တဲ့အခွင့်အရေးကိုလည်းရရှိကြတာမလို့လေ့ကျင့်ဖို့အတွက်အဖိုးမဖြစ်နိုင်တဲ့နေရာတစ်ခုဆိုလည်းမှန်ပါတယ်။ဒီလောက်ထိကောင်းမှုနဲ့အရာတွေကြီးပဲရှိနေတဲ့ကောင်းကင်ဂူဘိမ့်မှန်ကြီးမှလည်းအကန့်အသတ်တွေကတော့ရှိပါတယ်။ကောင်းကင်ဂူဘိမ့်မှန်ကြီးကအနှစ်20နီးမှတစ်ကြိမ်သာဖွင့်လှစ်ပြီးဖွင့်လှစ်တိုင်းမှာလည်းလူရဲ့အကန့်အသတ်နဲ့တောင်ဝင်ခွင့်ရှိပါတယ်။လူရဲ့ကန့်သက်ချက်ကတော့16အထိဖြစ်နိုင်ပါတယ်။ကောင်းကင်ဂူဘိမ့်မှန်ကြီးရဲ့တီနီယာကုလောကမှာတည်ရှိနေတယ်ဆိုပေမဲ့လည်းရှေးဟောင်းကလန်ကြီးတွေရဲ့သဘောတူညီမှုတွေနဲ့မျိုးနွယ်စုတစ်ခုကခွဲတဲ့နေရာ2ခုစီကိုရရှိကြပါတယ်။ကောင်းကင်ဂူဘိမ့်မှန်ကြီးမှာအလွှာ3ခုအဆင့်3ဆင့်ရှိပါတယ်။ပထမအလွှာရဲ့အကျယ်ဝန်းကအကန့်အသတ်မဲတဲ့အထိအတော်လေးကိုကျယ်ဝန်းပြီးပထမအလွှာကျယ်တဲ့ဝန်းရနေကျယ်3ဝန်းထိတိုင်းဝိဇာအဆင့်ဝိညာဉ်ခန္ဓာတွေရှိကြပါတယ်။ပထမထပ်မှာရှိနေတဲ့ဝိညာဉ်ခန္ဓာတွေကအသိစိတ်မဲ့တဲ့လေလင်းဝိညာဉ်တွေဖြစ်တာမလို့အရန်အောင်မှာအားနေကြပါတယ်။ကျဲ9ပွင့်တိုင်းဝိဇာအဆင့်ထိလူတွေအတွက်ကတော့ပထမထပ်ကဝိညာဉ်ခန္ဓာစွမ်းရည်တလင်းကြောက်တွေကအကျိုးသက်ရောက်မှုရှိပေမဲ့ရွှင်ရလိုမျိုးအစင်းမြင့်တိုင်းဝိဇာတွေအတွက်ကတော့ပထမထပ်ကဝိညာဉ်ခန္ဓာရဲ့စွမ်းရည်တလင်းကြောက်တွေကအကျိုးသက်ရောက်မှုလုံးဝမရှိပါဘူး။ရှီဟောင်းကလန်ကလူငယ်တွေဟာဆိုရင်လည်းပထမထပ်မှာမနေပဲဒုတိယအထက်စီကိုသာတန်းပြီးတော့သွားကြပါတယ်။ရွှင်ရတို့ကပထမထပ်မှာရှိနေတာကတော့ရွှင်ရကသူ့အတွက်ပထမအဆင့်ကစွမ်းရည်ခန္ဓာတွေကအသုံးဝင်ဘူးဆိုတာသိပေမဲ့လည်းရှောင်းရန်ကိုတော့ကျဲ6ပွင့်အဆင့်အောင်ကူပေးနိုင်စွမ်းရှိတာမလို့ပထမထပ်မှာအချိန်ကြာမြင့်စွာနေခဲ့တာဖြစ်ပါတယ်။ကောင်းကင်ဂူဘိမ့်မှန်ကြီးရဲ့ဒုတိယထပ်မှာဆိုရင်တော့ကျဲ3ပွင့်ကနေကျဲ8ပွင့်အဆင့်ထိဝိညာဉ်ခန္ဓာတွေကရှိနေကြပါတယ်။ကျဲ8ပွင့်တိုင်းဝိဇာအထိဝိညာဉ်ခန္ဓာတွေကတော့ပထမထပ်ကလိုလေလွင်းဝိညာဉ်တွေမဟုတ်တော့ပဲဝိညာဉ်အသီးစိတ်အနေငယ်လေးရှိကြပါတယ်။ဒုတိယထပ်မှာကျဲ9ပွင့်တိုင်းဝိဇာအဆင့်ဝိညာဉ်ခန္ဓာတွေကတော့အတော်လေးကိုရှားပါပါတယ်။ကျဲ9ပွင့်တိုင်းဝိဇာအဆင့်ဝိညာဉ်ခန္ဓာတွေမှာဆိုရင်မှတ်ဉာဏ်အပြေအဝရှိနေပြီးဒိုတိုင်းပညာတွေကိုပါအသုံးပြုနိုင်စွမ်းရှိကြပါတယ်။ကောင်းကင်ဂူဘိမ့်မှန်ကြီးရဲ့တတိယထပ်မှာဆိုရင်တော့စွာချင်းတည်ရှိမှုတွေသာရှိနေပြီးတတိယထပ်မှာအားအနည်းဆုံးကကျဲ9ပွင့်တိုင်းဝိဇာအဆင့်ဝိညာဉ်ခန္ဓာတွေပါတတိယထပ်ကပထမထပ်ရဲ့7ပုံတပုံလောက်သာအကျယ်ဝန်းရှိပြီးအတွင်းပိုင်းတွေကိုပိုရောက်လေစွာကြီးတည်ရှိမှုတွေကတဖြည်းဖြည်းနဲ့ပိုများလာလေပါစွာကြီးဝိညာဉ်ခန္ဓာစွမ်းရည်တလင်းကြောက်တွေကိုဝါမြုပ်မယ်ဆိုရင်တော့အကျိုးသက်ရောက်မှုကရွှင်ရတို့လိုအစင်းမြင့်တိုင်းဝိဇာတွေအတွက်တော့ပိုပြီးတော့များပြားလာမှာဖြစ်ပြီးစွာမြင့်တင်ရမှာလည်းအများကြီးကိုမှအထောက်အကူပြုပါတယ်ဒါပေမဲ့လေတတိယထပ်မှာဆိုရင်တော့ရှေးဟောင်းမျိုးနွယ်စုကလူငယ်တွေရနောက်မှာအတော်လေးကိုသတိရှိနေကြမှာဖြစ်မှာပါစွာကြီးတည်ရှိမှုတွေရဲ့ပိုင်ထဲမှာသာတွားပြီးတော့ရန်စားမိရင်ရှေးဟောင်းမျိုးနွယ်စုကလူငယ်တွေနောက်ကောင်းကင်ဂူဘိမ့်မှန်ထဲမှာအသက်ပြောက်သွားနိုင်ပါတယ်တတိယထပ်ရဲ့အနက်ပိုင်းထဲမှာတော့သူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်အမြောက်များနဲ့တိုင်းသူတော်စင်အဆင့်ပညာရှင်အမြောက်အများတည်ရှိပါတယ်။ကောင်းကင်ဂူဘိမ့်မှန်ကြီးမှာသူတော်စင်အဆင့်ဝိညာဉ်ခန္ဓာအလုံးကသူတို့ရဲ့အရှင်လို့သတ်မှတ်ကြပြီးသူတော်စင်အဆင့်ဝိညာဉ်ခန္ဓာတွေကတေမတက်ကြောင်းရွံ့ကြတဲ့တည်ရှိမှုကြီးတစ်ခုကလည်းရှိနေပါသေးတယ်။သူကတော့ဟိုးကောင်းကင်ဂူဘိမ့်မှန်ကြီးရဲ့အနက်ဆိုင်ဆုံးနေရာမှာရှိနေတဲ့ရှောင်းမျိုးနဲ့စုရှောင်းကလန်ရဲ့ဘိုးဘေးကြီးရှောက်ရွှဲဂူဘိမ့်မှန်ဖြစ်ပြီးသူတို့အားလုံးကတေမတက်ကြောင်းကြတဲ့ပုံကူကြီးကတော့ရှောက်ရွှဲပါပဲရှောက်ရွှန်းကိုသူတော်စင်စိတ်ဝိညာဉ်ခန္ဓာတွေမပြောနဲ့ကောင်းကင်ဂူဘိမ့်မှန်ကြီးရဲ့စိတ်ဝိညာဉ်အားနောက်ကြောက်ရွံ့ပြီး
ရှောက်ရွှမ်းကိုကောင်းကင်ဂူဘိမန်ရဲ့စီးမင်းနဲ့တော့ကင်းလို့ခွင့်ကိုပေးထားရတဲ့အထိကြောက်ရွံ့တာပါစီးမင်းတော့ကင်းလို့ခွင့်ကိုပေးထားရတဲ့အထိကြောက်ရွံ့တာပါဒါပေမဲ့လေကောင်းကင်ဂူဘိမန်ကြီးရဲ့စိတ်ဝိညာဉ်ကိုတော့ဖိနှိပ်နိုင်စွမ်းရှိတဲ့ရှောက်ရွှမ်းကလည်းလောကကြီးရဲ့ဥပဒေသားကိုတော့ပြောင်းလဲနိုင်စွမ်းမရှိတာမလို့ကောင်းကင်ဂူဘိမန်ကြီးကနေထွက်ခွာတာနဲ့သူကချက်ချင်းပဲပျောက်ကွယ်သွားမှာပါသူတွေမဟုတ်ပဲကောင်းကင်ဂူဘိမန်မှာရှိတဲ့ဝိညာဉ်ခန္ဓာအလုံးကလည်းအပြင်ကိုထွက်လာတာနဲ့ချက်ချင်းပဲပျောက်ကွယ်သွားမှာပါဘလို့ပဲဖြစ်ဖြစ်သူတို့ကတည်ဆုံးပြီးသားဖြစ်ပြီးကောင်းကင်ဂူဘိမန်ကြီးရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်ရှင်တန်နေရတဲ့တက်ရှိတွေဖြစ်ပါလေရွှင်းရခွင်ရနဲ့ခွင်လီတို့ရဲ့တိုက်ပွဲဒီတိုက်ပွဲကိုပြောရမယ်ဆိုရင်တော့အပြည့်အသက်ပါပဲခွင်ရခွင်လီနှစ်ယောက်စလုံးကတယောက်ချင်းဆိုရင်သူတို့ကရွှင်းရရဲ့ပြိုင်ဘက်ဘလို့မှမဖြစ်နိုင်ပါဘူးနှစ်ယောက်တယောက်တော့မှရွှင်းရကိုအသာစီးမရကြပါဘူးသူတို့နှစ်ယောက်ကကျဲရှစ်ပွင့်တန်ဝိစာတွေဖြစ်ကြပေမဲ့ရွှင်းရကတော့ကျဲကိုးပွင့်တန်ဝိစာပါခွင်ရနဲ့ခွင်လီတို့ရဲ့မူလရည်ရွယ်ချက်ကရွှင်းရကိုအလင်းငိုက်တိုက်ခိုက်ပြီးသူ့ရဲ့စွမ်းရင်နဖေအားဆင့်သွေးမျိုးဆက်ကိုပိုင်ဆိုင်လာတဲ့ပါရမီရှင်ရဘလောက်ထိအစွမ်းထက်လဲဆိုတာကိုစမ်းသပ်ဖို့ပါမထင်မှတ်ပဲရှောင်းဝန်းကအဆင့်တက်နေတဲ့အချိန်အခွင့်အရေးပဲဆိုပြီးတော့ဝင်တိုက်တာပါကူရောင်တဲ့တိုက်ပွဲမှာရှောင်းဝန်းရဲ့တိုက်ခိုက်စွမ်းရင်းကိုမြင်ထားတာမလို့သူတို့ကရှောင်းဝန်းကိုအထင်မသေးရပါဘူးဒါကြောင့်ရှောင်းဝန်းကအဆင့်တက်နေတဲ့အချိန်မှာသူတို့နှစ်ယောက်ကပေါင်းရင်ရွှင်းရကိုရင်ဆိုင်နိုင်မဲ့ထင်ပြီးတော့ဝင်တိုက်တာပါရလက်ကတော့သူတို့ထင်သားသလိုမဖြစ်လာတဲ့အပြင်နှစ်ယောက်တယောက်တိုက်တာကိုတော့အသာစီးမရတဲ့အပြင်ရွှင်းရကိုအရေးနောက်နေပါသေးတယ်။ခွင်ရနဲ့ခွင်လီတို့နှစ်ယောက်နဲ့တိုက်ခိုက်နေတဲ့အချိန်မှာရွှင်းရကဘာအစင်းမြဲဒိုတိုင်းမညာမောက်မှာအတုံးမပြုတ်ပဲရိုးတန်းတာတိုက်ခိုက်နေရပါ။ရွှင်းရကအပြတ်တော့ကိုအသာစီးရရှိရတဲ့အကြောင်းရင်းကတော့သူ့စီမှာကောင်းကင်မီတော့အဆင့်လေးရွှေရင်ပါလောင်ကျွမ်းမီတော့ကရှိနေပါတယ်။ရွှင်းရကဒီတိုက်ပွဲမှာထုတ်သုံးသွားတဲ့မီတော့ပါဆိုရင်တော့ကောင်းကင်မီတော့အဆင့်လေးမှာရှိနေတဲ့မီတော့ပါ။ရွှင်းရရဲ့မီတော့ကရှောင်းဝဲရဲ့ကောင်းကင်မီတော့၄မျိုးကိုပေါင်းစပ်ထားတဲ့နှလုံးကြပံမီတော့ထက်ပိုပြီးတော့ဆွမ်းထပ်ပါတယ်ရွှေရင်ပါလုံကျွမ်းမီတောက်ကလူတယောက်ရဲ့ဒူချီစွမ်းရင်းကိုတော့လုံကျွမ်းပြနိုင်စွမ်းရှိပါတယ်ဒီမှာခွင်ရကရွှေရင်ပါလုံကျွမ်းမီတောက်ကြောင့်သူ့ရဲ့ညာလက်ကလောင်မြိုက်သွားတဲ့အချိန်မှာလက်ကိုတော့ချစ်ချင်းပဲဖြစ်ဖြစ်ခဲ့ရပါတယ်မဟုတ်ဘူးဆိုရင်သူ့ရဲ့ခန္ဓာကမီတောက်ပြဖြစ်သွားနိုင်ပါတယ်ရွှေရကရွှေရင်ပါလုံကျွမ်းမီတောက်ကိုဘယ်လိုရခဲ့တာလဲဒါကိုအတော်များစိတ်ဝင်စားမယ်လို့ထင်ပါတယ်အဆင့်လေးကောင်းကင်မီတောက်ရွှေရင်ပါလုံကျွမ်းမီတောက်ကကူမျိုးနဲ့စုရဲ့အမွေနှိမ်မီတော့ဖြစ်ပြီးကူမျိုးနဲ့စုရဲ့ထိတ်တန်းပါရမီရှင်ရွှင်းရကတိမ်သွင်းခွေအမွေကိုရရှိခဲ့ပြီးကူရန်ရဲ့ကူညီပေးမှုကြောင့်အောင်မြင်ခဲ့တာဖြစ်နိုင်ပါတယ်အမွေနှိမ်မီတော့ဖြစ်တာမလို့ရှောင်းရန်ကတိမ်သွင်းသလိုအသက်အန္တရာယ်နဲ့ကြုံတွေ့ပြီးတေမတက်နာကျင်မှုတွေကိုခန်းစားပြီးမှအောင်မြင်လာခဲ့တဲ့မီတော့ရိုင်းနေလို့မဟုတ်ပဲကူမျိုးနဲ့စုရဲ့ပြီးပြေးစုံတဲ့သွေးမျိုးဆက်စွာကြောင့်တိမ်သွင်းနိုင်တာဖြစ်နိုင်ပါတယ်ဒါအပြင်ဟိုမှာထိတ်တန်းမီတော့တွေမှာလည်းလူသားတယောက်ရဲ့ဉာဏ်ရည်ကရှိနေကြတာပါပဲလေအဆင့်ကိုမီးရန်3000မီတာဝါနော်လူသားစကားကိုပြောတတ်ပြီးမကောင်းဆိုးသောအိုကြီးလိုညံရီမျိုးရှိနေတယ်ဆိုတော့သူ့ထက်အများကြီးပို့ပြီးတော့အဆင့်မြင့်နဲ့အဆင့်လေးရွှေရင်ပါလုံကျွမ်းချင်းမီးရညံရီအများကြီးပုံမြင့်နေမှာတော့အသေးချပါပဲဒါကြောင့်ရွှေရအတွက်မီးတော့ကိုရခဲ့တာအမွေစက္ကန့်မူကြောက်ကတခုတည်းတော့ဖြစ်နိုင်ချေပါရွှေရရဲ့အဆင့်လေးမီးတော့ကရှောင်းဝဲရဲ့မီးတော့ထက်ပိုပြီးတော့အစွမ်းထက်ပေမဲ့မီးပေါ်ထိန်းချုပ်နိုင်စွမ်းကိုရှေ့မှဆိုရင်တော့ရွှင်းရကကလေးအဆင့်မှာပဲရှိနေပြီးရှောင်းဝန်းကိုတော့ဆရာကြီးအဆင့်လို့တော့တတ်မလို့ရပါတယ်။ဘာပဲပြောရှောင်းဝန်းကမီးကစားပြီးတော့ကြီးပြင်းလာတဲ့လူတစ်ယောက်ပါ။တိုက်ပွဲကိုပြန်ဆက်လိုက်ရအောင်။ရွှင်းရကိုအရေးနှိမ့်နေတော့ခွင်ရနဲ့ခွင်လီကပြင်းပေါက်ကိုပြောင်းလိုက်ပြီးတယောက်ကအချိန်ဆွဲနောက်တယောက်ကအဆင့်ချိုးဖျက်နေတဲ့ရှောင်းဝန်းကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားပါတယ်။ဒီအပတ်ဘိုင်းမှာဆိုရင်တော့ရှောင်းဝန်းကတိုက်ပွဲမှာ IQ ဘလောက်မြင့်လဲဆိုတော့မြင်တွေ့ရမှာပါ။ခွင်ရတို့နှစ်ယောက်ရွှင်းရနဲ့တိုက်ခိုက်နေတဲ့အချိန်မှာရှောင်းရန်ကအစင်းတက်တာအောင်မြင်ခဲ့ပြီးပါပြီဝင်းကြီးမျိုးနဲ့စုကကောင်းနေရဲ့အချင်းစရိုက်ကိုတီးနေတဲ့ရှောင်းရန်ကသူတို့ကိုတစ်ချက်ထင်းနဲ့အထီးနာကိုတိုက်ခိုက်နိုင်မဲ့အခွင့်အရေးကိုပြန်ပြီးတော့စောင့်ဆိုင်နေတာပါခွင်ရကသူ့ရဲ့နားကိုကတ်လာတဲ့ရှောင်းရန်ကကျဲ6ပွင့်တိုင်းဝိစာအဆင့်အစွမ်းနဲ့ကောင်းကင်ဖန်တီးခြင်းလိုဟာကောင်းကင်အဆင့်ဒိုတိုင်းကိုထုတ်သုံးခဲ့ပါတယ်နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ဒီဘိုင်းမှာဘာလို့မြင်တွေ့ရမလဲဆိုရင်တော့ဝင်းကြီးမျိုးနဲ့စုကသူတွေကဘလောက်တော့တန်ပါလဲဆိုတော့မြင်တွေ့ရမှာပါသူတို့ရဲ့ရှင်တန်နိုင်စွမ်းရလည်းအတော်လေးကိုမှမြင်မားတယ်လို့ပြောရမှာပါရှောင်းရန်ရဲ့ကျဲ6ပွင့်တိုင်းဝိစာအစင်းနဲ့ထုတ်သုံးတဲ့ကောင်းကင်ဖန်တီးခြင်းလိုဟာနံပါတ်9ကောင်းကင်ဝိစာတာဆိုရင်တက်ဖြတ်နိုင်စွမ်းမှာရှိပါတယ်ခွင်လီကတော့ကောင်းကင်အစင်းဒိုတိုင်းရဲ့တိုက်ခိုက်မှုကိုခုခံနိုင်ခဲ့ပါတယ်ခွင်ရဆိုရင်လည်းသူတယောက်တည်းရွှေရောက်ကိုအချိန်ဆွဲနိုင်ခဲ့ပါတယ်ဒီအချက်တွေကဝင်းကြီးမျိုးနဲ့စုကလှိုးဝဲဒိုတိုင်းတွေကဘလောက်ထိအစွမ်းထက်လဲဆိုတာကိုပြသနေတာပါပထမအချိန်တိုက်ပွဲမှာအဓိကပြောရမယ်ဆိုရင်တော့နှစ်ဖက်စလုံးကအစွမ်းကုန်မချရသေးပါဘူးခွင်ရနဲ့ခွင်လီကအခုချိန်ထိအစွမ်းကုန်မတုံးရသေးပါဘူးသူတို့ကအရေးနှိမ့်နေရတော့ဘာလို့ဒီလိုမျိုးပြောရလဲဆိုရင်တော့ခွင်ရနဲ့ခွင်လီတို့မှာဝင်းကြီးမျိုးနဲ့စုကကလန်တတူဝင်းကြီးမျိုးနဲ့စုကကောင်းကင်အဆင့်ဒိုတိုင်းတွေကိုထုံမတုံးရသေးတာကြောင့်ပါဝင်းကြီးမျိုးနဲ့စုကလှိုးဝဲပညာရက်တွေကလည်းအတော်လေးကိုမှအစွမ်းထက်တယ်လို့ပြောရပါမယ်
ဟွင်လီကလက်တစ်ဖက်ပြက်ပြီးဒဏ်ရာအပြင်းထန်ရသွားတာနော်အချိန်တိုတွင်းမှာပြန်ကောင်းလာတာကိုပဲကြည့်ပါပြီးတော့ထွက်ပြေးပြီးတဲ့နောက်မှာလည်းရှောင်းရန်တို့ကိုထောက်လျှောက်ထောင်ချောဆင်ပြီးတော့တိုက်ခိုက်ခဲ့ပါလေလိုဝက်နီးစနစ်တစ်ခုကိုသူတို့ကအသုံးချခဲ့ပြီးရှောင်းရန်တို့ကိုအချိန်ဆွဲဖို့ဝင်းရင်ခန္ဓာတွေကိုစုဆောင်းပြီးဒုတိယထက်ရဲ့ဝင်ပေါက်မှာထားရှိခဲ့ပါလေကျဲကိုပွင့်တိုင်ဝိစာအစင်းဝင်းရင်ခန္ဓာတွေကိုတော့မယူဘဲရှောင်းရန်တို့အဖွဲ့ကိုအလင်းငိုက်တိုက်ခိုက်ဖို့အတွက်အခွင့်အရေးဥသာစောင့်နေခဲ့တာပါတကယ်လဲသူတို့စီစဉ်ထားသလိုအားလုံးကဖြစ်လာတယ်ဆိုပေမဲ့ရှောင်းရန်ရဲ့တိုက်ပွဲအတွေ့အကြုံနဲ့မူမမှန်တာတွေကသူ့ကိုသတိရှိစေခဲ့ပါလေဝင်းရင်မျိုးနဲ့ဇူကကောင်းနေတဲ့ဇယိုက်ရဆိုရင်ကျဲကိုပွင့်အစင်းဝင်းရင်ခန္ဓာတွေကိုမြင်တာနဲ့တဲကြီးမဲကြီးကိုတိုက်မှာပါသွားတဲ့လမ်းကြောင်းချင်းကတူညီပြီးကျဲကိုပွင့်အစင်းဝင်းရင်ခန္ဓာကဘာမှဖြစ်ပဲရှိနေတာသူတို့ရဲ့အကြံစီကိုရှောင်းဝမ်ကခံမန်းနိုင်ခဲ့ပါလေဒါကြောင့်ရှောင်းဝမ်ရဲ့သတိအခြေအနေနဲ့ရှိနေတဲ့ပုံစံကြောင့်အလင်းငိုက်တိုက်ခိုက်ခြင်းကိုလည်းရှောက်တိန်နေပြီးလက်စည်း3000ခန္ဓာကိုယ်နဲ့တားကောင်းတဲ့မုတ်ဆိုးထောင်ချောက်ကိုဗျောင်းမြန်ပြန်ဆင်လိုက်ပါလေဟွင်ယာနဲ့ဟွင်လီကအမဲလိုက်ရာကနေတားကောင်းပြန်ဖြစ်သွားတာပါကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပေါ့